မေသမီးဆောင်းဝဲပြန်မှာကျောင်းနောက်ကျနေပြီအေးလာပြီသမီးရေမေဒီမှာထမင်းနိုင်ထည့်နေလို့သမီးဒီနေ့ဆောင်းဝဲပြန်လာတော့မလားသမီးအရင်ကြောက်နေလုံးနိုင်ပါမလား မေသမီးလေးတော်ပြီးကြလို့ဆိုမေကလည်းမဲဆူတောင်းပေးပါနော်သမီးလုံနိုင်တယ်နော်ကဲလာမေလေးဆူတောင်းအောင်မမေဒီပုံနဲ့ပြပါလား ဘောရှိလေးကြောင်းမယ်ပြမယ်ဟယ်လိုတာကြီး ဟယ်လိုမေနေကောင်းရလားမေ အေးမေနေကောင်းပါလေတာရဲ့အခုပဲဒီမှာလေးတာညီမလေးကိုပုံမြင်ဖတ်ပြရဆိုလို့ဖတ်ပြညာတာရောအဲ့မှာဆက်ရအကြောင်းတက်ရတာအဆင်ပြေလားတာ ဟုတ်မေဒီမှာတော့အစားအစာရအဆင်ပြေပါတယ်အမေတို့လည်းဒါအရန်လွမ်းနေရပြီအမေချက်ကျွေးတဲ့ထမင်းဟင်းနေတဲ့ခရီးရမေရဲ့ဒီမှာထမင်းဟင်းစားရတာတိတ်ကောင်းတာမဟုတ် အမေလည်းချက်ကျွေးနေတာပေါ့တားလေးရဲ့နောက်ပြန်လာအမေချက်ကျွေးမယ်နော်ဒီမှာတာညီမလေးနဲ့ပြောလိုက်အောင် ဟုတ်ကဲ့ ကိုကိုဒီတော့ရုပ်တယ်မုတ်တယ်ပို့ပေးလိုက်အောင်မိတို့ကြောင်းလဲပိတ်ပြီ အေးပါကိုမိုးတွေအများကြီးပို့ပေးရမယ်နော်ညီမလေးလည်းလင်းမနေနော်မိမိစကားကိုနားထောင်နော်ညီမလေး ဟုတ် โอเคโอเค အေးတာကြီးဒါဆိုတာပဲနော်အေး ဟုတ်ကဲ့မေဟုတ် အေးသမီးရေဒီနေ့စမ်းနေလေမေမေတို့ဖျားချောင်းသွားရမယ်သမီးလည်းစမ်းနေစကူတက်ရမယ်လေ ဟုတ်ကဲ့မေမေသမီးလည်းပြီးပြီသွားကြမယ် လာသွားကြမယ်လား
သမီးရေခန်းလေးပါလေလဲရှင်းမအောင်သမီးရေခန်းထဲမှာရောသမီးဝတ်စားတွေရောပစ္စည်းတွေရောအကုန်လုံးရှုပ်သွားတယ် ဟာအမေကလည်းမိုးလေးနဲ့စုညံနေမှာဂိမ်းစော်နေရလေအဲ့ပစ္စည်းမရှိမှရမ်းထားတော့ဘာလို့လဲမေဘာလို့နေရမို့လို့ သမီးကမိန်းကလေးမလား လာမယ်မလားအမေအဲ့တနေ့နေ့မိန်းကလေးဆိုတာနေပဲလိုက်ပြောချုပ်ချယ်နေတော့ပဲ သမီးကဘာတွေများချုပ်ချင်တယ်ပြောပါဦးအခုသမီးဖုန်းကြည့်တယ်ပြီးရင်တအောက်နေသမီးတငယ်ချင်းတွေနဲ့သမီးပြင်သွားအောင်မယ်သမီးဘာမှမပြောဘူးဒါပေမဲ့မိန်းကလေးဆိုတာသမီးရဲ့တသက်ရဲ့နေရတယ်သမီးရဲ့သိရ တော်ပါတော့မေကအမြဲတော့ရင်းနေတော့ပဲအိမ်မနေရလေရမ်းစိတ်ပြက်နေမေရဲ့စကားကြီးပွားစီနဲ့စိတ်ညစ်တယ်မေကိုတကယ် ခက်တယ်ကောင်းမလေးနဲ့ ချစ်ဘာဖြစ်တာလဲမျက်နှာလည်းမကောင်းပါ ဘာဖြစ်ရမှာလဲကိုရဲ့အိမ်ရမေကိုချစ်ကိုလေးမိုးလေးနဲ့တောက်လျှောက်စူးနေရောပဲချစ်လေးအိမ်မှာလည်းမင်းနဲ့တူမနေချင်တော့ဘူး ဟောချစ်ရဲ့မိဘဆိုဒီတိုင်းပါပဲကိုနားလဲပါရဲ့ချစ်ရဲ့ ကိုကလည်းချစ်တို့မေကြောင့်ကိုကသိတာမဟုတ်ပဲနဲ့ ချစ်ကပါအိမ်မှာမနေချင်တော့လားအဲ့ဒါကိုရင်ကနေနားနေလိုက်ချစ်ရဲ့ ကိုကလည်းဘာတွေပြောနေရလဲမသိဘူးတော်ချစ်ပိုက်စားနေခုချစ်တို့တခုသွားစားရအောင် စားမယ်လေတမန် ဟုတ်ပြည်သူတွေကလည်းမိမသမီးကြိုက်တဲ့မောင်ငါလေးချက်ထားတယ် အော်မေကလည်းဘသူကဒီနေ့မုံကစားချင်တယ်ပြောလိုက်မိလို့လေ သမီးလေးကြိုက်တယ်လို့မချက်တာလေသမီးရဲ့ အမေကသမီးတော်ငွေမြန်မယ်မေကြိုက်တာကြီးစီစဉ်လာပြီးတော့သမီးကဒီနေ့မုံကစားချင်တယ်လုံးဝမရှိဘူးသမီးကခေါင်းစွဲပြုတ်စားမယ်လို့စဉ်းစားတာပြီးတာဆိုတော့မေကအမေချက်ထားတယ်မေရဲ့မွေးငါးလေးကိုပဲမေကိုယ်တိုင်ပဲစားလိုက်တော့သမီးကအခုခေါင်းစွဲပြုတ်သွားစားမယ်ဟုတ်ပြီလား ကဲအဲ့ဒါလိုမေပြုတ်ပေးမယ် ရမေမလုပ်ဘဲနဲ့သမီးကကိုယ့်ဘာသာကိုလုပ်နိုင်တယ် ဟယ်လိုအေးတာကြီးအေးအမေဒီနေ့လေအိမ်မှာမွေးငါချက်တယ်တားကြိုက်လို့လေတားလေးတတိယဆိုတာဖုန်းကန်းဆက်လိုက်တာအေးလူကတော့နေကောင်းပါလေတားရဲ့ဒါမဲ့ဒီအပိုင်းမင်းစိတ်ကတိတ်ဆင်းပြေးတာတားညမလေးလည်းကိုတားရဲ့တားညမလေးကအခုတဖြည်းဖြည်းနဲ့အသက်ရွယ်ရလာတော့မျိုးလေးနဲ့ကလန်ဆန်လုပ်ချင်လာတယ်လေသူကဒီမှာအေကန်နဲ့မလေးအမေချက်တဲ့မုံကမစားချင်ဘူးလေဆိုပြီးတော့သူ့ဘာသာသူခေါ်ဆွဲပြစားနေတယ်အေးဒါလည်းတားကြီးအဲ့ဒါတားကောင်းနဲ့မှမထည့်နဲ့နော်တားပါတာအဲ့မှာအစင်တီအောင်လာနေကြလားအမေအစင်တီတယ်နော်တားအေးပါအေးတားလေးယူဆိုင်နော်တားအေးဟယ်လို ဟယ်လို
ဖူးဖူးဆိုင်ရမောင်းလို့ခဏလာခဲ့ပါအောင်ဒီ သမီးရဲ့ဘယ်နားမှာလဲဘာဖြစ်ဖြစ်သွားသေးလဲ ဟောလက်တော့ထိသွားနေတူတယ်အန်တီလာကြည့်ပါအောင်ဒီရဲ့ အေးဟုတ်ပြီသမီးအဲ့ဒီခုချက်တင်လာမယ်နော်ဒီပြပြေဝါနှစ်ခွေးကိုရှောင်းလိုက်နေတမျိုးလည်းမှောက်သွားတယ် သမီးရဲ့စိတ်ကောက်သွားမယ်မမေတို့နော်မရဘူးသမီးခေါင်းမမနဲ့ဖတ်ဟုတ်တယ်မေလောက်နည်းနည်းလေးဖြစ်သွားတော့မမေမေတောင်းမှမှာသမီးရဲ့စိတ်ကောက်သွားအောင်သမီးရဲ့မရဘူးနော်ဟာမရဘူးသမီးရဲ့ဒီလောက်တန်ရတဲ့နေနေပူနေတယ် ပွင့်ရေ တွန်းတွန်းတန်မာလာဝင်လာလေးတကယ်ချင်း တက်တာလေလားနင် အေးတက်တာတယ်ဘာမှပြုတ်ဘူးဒီမှာကြည့်ဦးမေရတာမှာပိုရီလုံးနေတာ အဲ့ဆိုရင်ငါတို့ဒီနေ့စံတော်မှာရှိရင်အမ်ပလက်သားကြတယ် ဟုတ်တယ်မေ သမီးရဲ့ဒီနေ့တော့လက်မှာဒဏ်ရာရင်းနဲ့လေမသွားပါနဲ့ဘူးနော်နောက်ရက်ကြမှာပေါ့ ကျော်ရီတို့ကလည်းလာမပြောနေနေကိုမင်းနေကြတယ် ဒီဟုတ်တယ်ငါလည်းလိုက်ချင်တာဒါပေမဲ့မေကိုလည်းတွေ့တယ် ဒီနေ့တော့အစီအစဉ်ဖြတ်လိုက်ပါသမီးရဲ့နောက်ရက်ကြမှာပဲသွားလိုက်ကြနော်သူ့တဲ့ဒဏ်ရာရင်းနဲ့ဆိုတော့ ကဲပါအဲ့ဆိုရင်တော့ဒီနေ့ကငါတို့ပဲသွားလိုက်မယ် အေးဒီခါတော့နေတို့ပဲသွားရတော့ငါတို့မလိုက်တော့ဘူး ဆိုတော့တော့ဘယ်နဲ့ပါပဲသင်သားလိုက်မလား ဟဲ့ဒီနေ့ချင်းဘယ်လိုလဲ ဒီနေ့အချိန်ကြီးငါတော့ဆင်ပြေငါမေရတော့ဘယ်လိုလဲမသိဘူး ဟဲ့အစင်ပြေဆိုသွားကြမယ်ဟိုတနေ့လည်းနေမလိုက်ထားအောင်နော်ဒီနေ့လိုက်ခက်လိုက်တော့ လိုက်ခဲ့တာ အေးပါငါဒီနေ့တော့နေတော့လည်းဘယ်လိုပဲပြင်လိုက်ခဲ့မှာ သမီးတို့ရောက်နေကြလားဒီနေ့ဘာကိစ္စရှိလို့လဲ ဟိုလေးဒီနေ့ကြော်ရီမွေးနေ့ရှိလို့တမျိုးအဲ့မီနီကွန်ဘက်ကထိုင်နေကြဆိုင်နေမှာမုတ်သွားစားချင်လို့ ဟုတ်တယ်အန်တီတို့ကလည်းမတွေ့ရကြဘူးလေကြော်ကြီးကလည်းမင်းနေလို့တို့ ဟုတ်တယ်မေသမီးတို့ဒီနေ့လုံးဝတားလို့မရသမီးကသူတို့နဲ့လိုက်သွား ဖုန်းဖွင့်လွယ်နင်းလက်လည်းကောင်းသေးတာမဟုတ်ချိန်ုံလည်းကြည့်အောင်ဒါမင်းကလေးတယောက်ပြင်ထွက်ရမယ့်ချိန်မဟုတ်တော့ဘူးနင်ဒီနေ့ဘယ်မှသွားလို့မရအောင် လာမယ်မလားမေဒီလိုချုပ်ရမှုတွေအမေသမီးတို့ဘာလို့ဒီရွယ်ဒီလိုက်ပြီးလုံးလုံးပြောနေရတာလဲသမီးတော့ရွယ်လည်းကြည့်လိုက်အောင်ပြီးတော့အခုသမီးတို့ရွယ်ရမှာဆိုဒီကရသွားနိုင်ကြပဲဒါသဘာဝပဲလေမေဘာပြဿနာဖြစ်နေလဲ နင်ကဘလို့ပြန်ခံပြောနေရလဲဖုန်းဖွင့်လွယ်နင်ရမ်းလုံနေပြီနော် တို့ဖြစ်ရင်ငါတို့ပဲသွားလိုက်တော့မယ်တောင်းပြီနော် တော်ပြီမေအမေအလုပ်တွေကိုကြည့်လိုက်တော့သမီးရဲ့တကယ်ချင်းမှာသမီးကအရှက်ရစီခဲ့ပြီမေ နင်ကငါအလိုလိုက်ထားလို့နင်တော်တော်ရောက်တတ်နေရပဲဖုန်းဖွင့်လွယ်ဟမ် အမေတို့သမီးဒီကတော့တော်တော်စိတ်ပြတ်နေပြီမေအမေတို့ဒီတော့ပို့ပြီးသမီးတိမခံနိုင်တော့ဘူးမေနဲ့တူနေချင်တော့မေစဉ်းစားစမ်းဖူးပွင့်တွေငါဒီရဲ့ကနေဘလို့အကြောင်းပြချက်နဲ့ထွက်သွားရမလဲဆိုတာစဉ်းစားစမ်းငါမေးရဲ့ချုပ်ချယ်မှုတွေအောက်မှာဒီတက်ပို့ပြီးဆက်မနေနိုင်တော့ဘူးသီးလည်းမခံနိုင်တော့ဘူးဒီအတိုင်းသာဆက်ရှိနေအောင်မယ်ဆိုရင်ပိုဆိုးလာအောင်ပဲရှိမယ်ဘာလို့ရမလဲငါဘာလို့ရမလဲကဲသမီးလေးဖျားကြောင်းတော့ကိုစနေဖြစ်ပြီလားဒီနေ့ဖျားကြောင်းသွားမယ်လေ ။အော်မေပဲပြောလိုက်လေလက်နာနေတာမို့လို့ဘယ်မှမသွားဘူး။အဲ့တော့သမီးက Miss Ghana ထောက်နေဒီဘယ်မှမသွားတော့ဘူး။အိမ်မှာပဲနေခဲ့တယ်။ဖျားเจ้าလည်းမလိုက်တော့မြို့လာပြီးပဲသွားလိုက်တော့ ကဲအဲ့ဒါဆိုလို့ရှိရင်လည်းမေကသမီးစားဖို့အတွက်ကိုထမင်းဟင်းနေချက်ထားတယ်တေချာစားပြီးရင်တကားကိုတေချာပိတ်နော်ကြားလားငစိတ်ချမယ်နော်သမီးနော်
မီးရေမမေပြန်ရောက်ပြီသမီးလေးရေမလေး မေးသမီးတညလုံးစဉ်းစားပြီးမှဒီလမ်းကိုရွေးချယ်ခဲ့တာပါသမီးပေါ်မှာမေးကအရန်ချုပ်ချယ်လွန်းနေလူငယ်တယောက်အနေနဲ့လွတ်လွတ်လပ်နေချင်တာလေးတစ်ခုပဲရှိခဲ့တာပါမေးသမီးတငယ်ချင်းလိုပဲပေါ့ပေါ့ပါနေချင်တယ်အမေနဲ့စကားချိတ်တွေဖြစ်နေရတာတွေကသမီးအတွက်တငယ်ချင်းတွေကြားမှာအရန်ရှက်ရစီခဲ့တယ်မေးအဲ့ဒါကြောင့်အကောင်းဆုံးလို့ထင်တဲ့လမ်းကိုရွေးခွင့်ပြုပါမေးအခုတော့အမေရဲ့လောင်းရဲ့အောက်ကနေထွက်သွားခွင့်ပြုပါတော့အမေရဲ့သမီးဖူးပွင့်တွေ ဟယ်လို ဟယ်လိုအမေအတန်လည်းမကောင်းပါဘူး အေးတာရဲ့အမေဘယ်ကနေဘလို့စပြောမှတော့မသိတော့ပါဘူးတာလေးလေ ဘာမှဖြစ်လို့လဲအမေအိမ်မှာတခုခုဖြစ်လို့စိတ်ပူလိုက်တာအမေရဲ့ တာညီမလေးနေကိုထားခဲ့ပြီသားသူစားတဲ့ဆောင်မထားခဲ့ပြီးတော့သူထွက်သွားပြီသားရဲ့အမေဘလို့လောက်ရမလဲအမေဘလို့နေရမလဲတာလေးလေ သူအိမ်ကထွက်သွားတယ်ဟုတ်လားဟာဒီကလေးမကတော့မပြောမစုံစားလေးမှာဘာရေးရသေးလဲအမေ ဒီမှာသူချစ်တဲ့သူနောက်ကိုလိုက်သွားပြီတဲ့အမေရဲ့လောင်းရဲ့အောက်ကနေပြီးတော့သူထွက်သွားပါပြီတဲ့အမေချုပ်ချယ်တာတွေကိုသူမခံနိုင်တော့လို့တဲ့တာရဲ့ ဟာမဟုတ်သေးပါဘူးအမေရဲ့ကျွန်တော်ညီမလေးဒီဖုန်းနဲ့ကြည့်အောင်မယ်အမေလည်းအရင်သိပုံနေတယ်ဒါဒီဘက်မှာလုံးစရာတွေရှိရလှုပ်ပြီးတော့အမြန်ဆုံးပြန်လာခဲ့မယ်အမေ ဒီမှာသားလေးရဲ့အမေလေးကဘယ်လိုလုပ်ရမလဲ ငါဘာလုပ်ရမလဲငါဒီကိစ္စကိုငါဘယ်လိုဖြေရှင်းလိုက်ရမလဲဘာမေကိုပြောလိုက်ရောမေကိုပြောလို့လုံးဝမဖြစ်ဘူးငါအိမ်ကနေတော့ငါသဘောနဲ့ငါထွက်လာခဲ့ပြီပဲမေကိုပြောလိုက်တော့ဘာရပြောင်းလဲသွားမှာမို့လို့လဲမေကိုပြောလို့လုံးဝမဖြစ်ဘူးပြီးတော့ဒီကလေးကိုငါဘယ်လိုပြုစုရမှာလဲငါဘယ်လိုဆောက်ရှောက်အောင်မလဲမလုပ်နိုင်ဘူးတကယ်မလုပ်နိုင်ဘူးကိုပြန်လာပြီလား အေးပြန်လာဟာနေရာလေးပြန်လာကြတယ် ကိုဒီနေ့ချက်လေကိုပြောချင်ရှိတယ် ဟာဘာပြောမှလဲဟာနေရပူရတယ်နောက်မှပြောကြချင်းလေ ဟဲ့နေမဲပင်မတက်တာလားငါလည်းနေနဲ့တူရှစ်ဆက်နေရရမ်းပင်မနေအခုငါပြောမဲ့ကိစ္စတွေကနေရောက်လာရတော့အရမ်းရေးကြည့်တယ် ဟာရမ်းရေးကြည့်ရတယ်ဟာရမ်းရေးကြည့်တယ်နောက်မှပြောအာယုံလာစားရတယ်ငါ့ကိုဟုတ်ခါ အခုငါမှနေနဲ့ရတယ်ကိုဝင်ရှိနေပြီဒီမှာကြည့်လိုက် ဟာ အခုဒီကိစ္စကိုငါတို့ဘယ်လိုဖြေရှင်းကြမလဲ ဟာပဲဟာဘယ်လိုဖြစ်ရမှာဟုတ်ချင်နေလဲကြည့်အောင်ဒီအိုက်ကလေးကိုဖျက်ချလိုက်တော့ငါလည်းတောင်းဝင်မြူနိုင်တော့ဘူး နေကိုတာဝန်မဲ့တဲ့စကားတွေမပြောနဲ့ရှက်ခါအောင်ဒီကိစ္စမှာနေရောက်လာတော့နေရောက်ဆုံးမှာတာဝန်ရှိတယ် ဟာတောင်းဝင်ဟာငါအဲ့ကိစ္စမလုံးနိုင်ငါတောင်းလည်းမယူနိုင်ငါမှငါဘွားရီမန်းချက်တဲ့လုံးဝဟာရှိသေးတယ်အဲ့တော့နစ်ကလေးကိုဖျက်ချပြီးတော့နင်လုံးချင်လို့လုံးတောင်းယူနေယူတတ်နိုင်ပါလေဟောလိုက်ဟောတော့တောင်းဝင်နဲ့ကွာအခုကပြီးတော့ ဒါဆိုရင်ငါဘာလုပ်ရမလဲသူကတာဝန်မယူတော့ဘူးဆိုတော့ငါကရောတာဝန်ယူနိုင်မှာမလားအော်ငါအမေပဲအပြစ်မရှိရဲ့ဒီကလေးကိုငါရဲ့တာဝန်ယူတတ်တဲ့စိတ်ကြောင့်ငါဘာလို့ဒီလိုလုပ်လိုက်ရမှာလဲဒီကလေးကိုငါမွေးမယ်ငါပြုစုမယ်ငါဆောက်ရှောက်မယ်ဒီကလေးကငါရဲ့တန်မိုးပဲဒီကလေးကိုငါကိုယ်တိုင်ငါရဲ့လက်နဲ့လှလှပပလေးထုဆက်မယ်နေလုံးနိုင်တယ်ဖူးပွင့်တွေနေလုံးနိုင်တယ်
မေဘာကြည့်နေတာလဲ အဲ့ဒါသမီးလေးကိုတတိယလို့ပါဒါလေး နေနေမေဒီမုံကြီးပဲကြည့်တမိုင်းတွေနဲ့မေဘာလို့ညမလေးတောက်တယ်တတိယဟောလာမေအမေနဲ့ရအောင်စားဘာလို့သူ့တော်လာကြမလဲ ဆိုင်ဝင်ရှိတော့တာကြီးရဲ့နေရာလေးစိတ်ထဲမှာတမီးလေးအတွက်ထင်နေတယ်တမီးတစ်ခုမှမဖြစ်နေလားမသိဘူးတိုင်း ဟောမေသူလည်းအစီအပြေမှာဟော ချစ်ကိုရေသမီးရဲ့ခန်းထဲကိုလည်းကြည့်လိုက်အောင်ကစားစရာရေရှုပ်ပွားနေတာပဲပစ္စည်းလေးပါနည်းနည်းပါတိမ့်ပါအောင်သမီးရေ ဟာမမေကလည်းမေဘအများသိမ့်နေကြဟာ မလေးဒီသမီးရောစကားတွေပြောတတ်လိုက်တာဟုတ်ပါပြီကျမပဲတိမ့်ပေးလိုက်ပါချစ်ကိုရေမမေတို့ညစာစားအောင်လေဒါသမီးလား မေကလည်းထွေးမစားချင်ပြီးတော့ဟင်းရတယ်လက်ဖက်တုပ်ကြီးနဲ့သမီးကစက်သားကြော်လည်းမစားချင်တာစက်သားကြော်လည်းပဲကျွေး ဟောသမီးရေဒီနေ့တော့ဒါလေးပဲစားလိုက်နော် မစားဘူး ချစ်ကိုနဲ့ဒီတော့ဘာလို့လဲလဲ မေကသမီးမစားချင်တာအတင်းကျွေးနေတာကို နေသမီးမစားချင်ဆိုတာအဲ့လိုလုပ်လို့ရလား မေကချစ်တော့မမေဘောင်းနဲ့ ချစ်ကိုရေမမေသေးတော့လာရောမယ်အိမ်ထဲမှာပဲစော့ပြီးတော့နေကြအောင်တော့ကြားလားအဖေနေရှောက်ထွက်သွားပြီးစော့နေနေတယ်မေသေးတော့လာရောမယ်နော် ချစ်ကိုရေမမေပြန်လာပြီချစ်ကိုရေချစ်ကိုသမီးရေသမီးလေးချစ်ကိုချစ်ကိုလေချစ်ကိုသမီးမမလေးချစ်ကိုရေချစ်ကိုနေသမီးလေးမမလေးချစ်ကိုနေသမီးလေးနေသမီးလေးသမီးလေးမမလေးနေသမီးလေးသမီးတို့ရေအဲ့ဒီသမီးလေးကိုတွဲမိလိုက်သေးလားယင် တွေးလိုက်ပြီအမေ ချစ်ကိုရေချစ်ကိုမသမီးလေးမသမီးလေးမမလေးမသမီးလေးမမလေးမသမီးလေးချစ်ကိုရေချစ်ကိုမမလေးချစ်ကိုသမီးလေးမသမီးလေးမသမီးလေးမသမီးလေးပဲတော့ညာလဲမသမီးရဲ့မင်းလည်းချလာရတာ အမလေးပူးပွင့်လွယ်နှစ်သမီးကလေလက်ထိပ်မှာငါဆေးကန်းသွားပြီးပြန်လာတာတွေ့တော့အမ तू ကထိုင်းကုန်နေတာနေကိုမေးတော့လဲမဖြေဘူးအဲ့နဲ့ငါနေစီကိုလာပို့တာ ဘယ်လိုရှောက်သွားနေရလဲမင်းမလိုက်ချလိုက်ရမသမီးရဲ့ဘယ်လိုမဲလျှောက်သွားနေရလဲသမီးရဲ့မင်းမစိတ်ပူလိုက်ရတယ်။နောက်ကလူမျိုးတွေရှောက်မသွားအောင်နော် ဟုတ်ကဲ့မမေ ဒီနေ့သမီးလေးကိုပြန်ရှာတွေ့တာဖះရဲ့ကျေးဇူးတော်ပါလားအမေကြောက်ဖြစ်ရတာလေတကယ်ကိုမလွယ်ကူတဲ့အရာပဲငါကိုယ်တိုင်မေတယောက်ဖြစ်လာမှာပဲမမေကိုပို့ပြီးကိုချင်းစာနားလည်မိလာတယ်ငါငယ်တော့ကလည်းမေကငါဘလောက်ဆိုးဆိုးအပြုံးမပြတ်ဆောက်ရှောက်ပေးခဲ့တယ်အရေးကြီးကြီးနဲ့အမြဲတမ်းကြည့်ပြီးခွင့်လို့ပြုပြင်ပေးခဲ့တဲ့မိပါလားအခုချိန်မေဆိုရောငါပြောင်းလို့များလိုက်ရှာနေမလားမသိဘူးမေကိုတတိယလိုက်တာမေနဲ့တွေ့ပြီးသမီးလေးရဲ့အကြောင်းတွေရောဘွားရဲ့အကြောင်းတွေရောကိုအများကြီးပြတိုင်ပင်ချင်လိုက်တာမေကိုလွမ်းနေမေရဲ့အခုမှမေကိုကိုချင်းစားတတ်ပြီးနောက်နောက်ရည်လည်းရမိတယ်တေချာတခုကတော့အချိန်တွေမနှောင်းခင်သမီးမေစီကိုပြန်လာမယ်
မေသမီးလေးလာထိုင်နေအောင်တားကြီးရေဒီမှာဘသူရောက်နေလဲလာကြည့်ပါဦး ဟာဒီမှာလေးရောက်နေတာ ဟုတ်တယ်ကို အဲ့ရောက်ဘူး ဒါကိုကြီးရဲ့တူမလေးလေ အော်ကိုကြီးတူမလေးကဒီရွယ်ရှိပြီပဲချစ်လဲချစ်စရာလေ သမီးဦးနဲ့သွားနောက်ဖေးမှာရေခဲတက်တာထဲမှာမုတ်တွေရှိရသွားစားတော့ သမီး သမီးလိုက်ဝါလိုက်နော် ဦးနဲ့မောင်လေးနိုင်တော့သားတယ် ဒီမှာဒီသမီးရဲ့ဒီလက်ထမှာပဲစိတ်ချမ်းသာတယ် မင်းဒီသမီးမလေးရဲ့နိုင်တော့သမီးကိုလုပ်ပေးပါမင်းမိဘမှာလေးမင်းရဲ့စကားကိုတစ်ခါတည်းဒီသမီးကတော့လည်းလုပ်ချင်တာလုပ်နေတယ်မင်းအဲ့ဒီတော့မင်းဒီကိုလုပ်ပေးပါမင်းမိမပါတယ်မင်း ဒီလေအမေကလေငါသမီးအရင်ခွန်းတော့တယ်နော်သမီးပြန်လာမယ်လေဒီအမေကစမှာတော့မှလည်းအစ်နေမင်းတို့ကြားပြန်အမေရဲ့စကားကဒီမှာနောက်စီရဲ့ဒီလေးလေ မင်းဆုံးတော့ပါတယ်မင်းရဲ့မင်းဆုံးတော့ပါတယ်မင်းလေးအမေရှိချောင်းဒီတော့ဘယ်နိုင်တန်တော့ချစ်ပေးပါမယ်လေဒီလိုသမီးလေးဘာသမီးလေးလည်းဒီနေ့ဆက်စိတ်ချမ်းသာအောင်နေတော့နော် အေးလာလေးသမီးနဲ့ဘွားနဲ့သွားကြမယ်ဒီလားမင်းနဲ့သမီးလေးတခြားယူဆိုင်ပါအောင်နော်ဒီပါသမီးဒီမှာမေတော့လိုက်ခဲ့မယ်သမီးလေးမေမော်လေးသမီးအေးအမေတော့လေဒီနေ့အရန်ပျော်တာပဲသမီးရဲ့ အမေဒီလိုမျိုးပျော်ရွှင်နေမျက်နှာမမြင်အောင်တော့ကြာပြီနော် ဟုတ်တယ်နော်မေမိဘွားမှာလေဒီသမီးရဲ့ဒီညီလေးရဲ့ဟောဒီသားလေးရဲ့ဒီလိုမျိုးနေရတာအမေတို့ကအိမ်မက်တစ်ခုလိုပါပဲကွယ်ဟုတ်တယ်မေဘလို့ဘွားမှာလည်းမင်းနဲ့ဒီလိုမျိုးသူရှိနေရတာအကျန်းကိုကောင်းပြီးတော့ဖះပေးရတဲ့လက်ဆောင်ခုလိုပါပဲမေဟုတ်တာပေါ့မှန်တာ ဟောဒါနဲ့မိညီကအမေကနေဆိုတော့အမေကတော့အဆောင်နေပြီလေကြီးရ ဟုတ်ကဲ့မေမေတော့ပန်းစီလေးစီလာရှင်ကျေးဇူးတင်ပါတယ်တိုက်တာပေါ့ မိတိုက်ကိုရေးကြည့်နော် တိုက်တာပေါ့အမေသားနဲ့သမီးလေးကိုကျေးဇူးအများကြီးတင်တယ်နော်ဟာပီမာသားသေးပါမေဟုတ်ပါပြီသမီးလေးမင်းလည်းချစ်တယ်နော်အမေသားလေးကိုရော